FPJ လို့ခေါ်တယ် fermented plant juice လုပ်ဖို့အတွက်ဒီငပြောပင်တစ်ပြန်ကိုခုတ်ထားပါတယ်ဒီငပြောပင် only ပဲသုံးပြီးတော့ငပြောပင်တီးတောင်ပဲသုံးပြီးတော့ FPJ လုပ်မှာပါဗျငပြောပင်ကိုခုတ်တဲ့ချိန်ကဒီနေမထွက်ခင်မနက်ခင်းပိုင်းစောစောခုတ်တာပိုကောင်းပါတယ်အဲ့ငပြောပင်ကိုနှုတ်ဆင်းလာတယ်ဗျတက်နိုင်တော့နှုတ်တာတော့ကောင်းတယ်နှုတ်လေကောင်းပြီပေါ့ဗျာဒီငပြောပင်ကိုဒီပုံထဲမှာကျွန်တော်ထည့်ပြီးတော့ဘွားနေပြီးတော့တင်လဲရေလောင်းပါတယ်တင်လဲရေကကျွန်တော်ဒီ fermented လုပ်တဲ့အခါဒီပေါက်လာတဲ့ fatty yeast တွေအတွက်သူကအစာပါဗျ yeast လေးတွေအတွက်အစာပါတင်လဲရပဲချိုးလောက်ထည့်ရမယ်ဆိုလို့ရှိရင်တော့ဒီ weight နဲ့ရှင်ရတာပါဗျာဒီငပြောပင်ကဒီတပိတ်တာဆိုလို့ရှိရင်တင်လဲရလည်းတပိတ်တာဆိုတော့ပိုကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ကတော့တင်လဲရကို30ရာခိုင်နှုန်းလောက်ပဲသုံးပြပါတယ်ဗျကျွန်တော်တင်လဲရနန်နေတာဒီ9မိုင်လိုပဲလှုပ်ဒီ FPJ ပဲလှုပ်တင်လဲရနန်နေတာကျွန်တော်မကြိုက်လို့ဒီလိုမျိုးပေါင်းထဲကိုထည့်တဲ့အခါမှာဒီငပြောပင်လေးတွေပေါ့ဗျာငပြောပင်စီခုတ်ထားတဲ့ငပြောပင်စီပိုင်းစာလေးတွေကိုဒီပေါင်းပြေးမထည့်ပါဘူးဗျာပေါင်းပြေးထည့်ရင်တိတ်တော့ကိစ္စမရှိဘူးဗျာ तू ကဒီရိပြီးတော့အောက်ကိုကျသွားမှာဖြစ်တဲ့အတွက်ကြောင့်လေဒါပေမဲ့ကျွန်တော်ကတော့အစရဒီ3ပုံပုံတစ်ပုံလောက်ပဲကျွန်တော်ထည့်ပါတယ်ဗျပြီးတော့ရေလုံးဝမထည့်ပါဘူးဗျာဘာဖြစ်လဲဆိုတော့ဒီငပြောပင်ကသူ့ရဲ့ body mass မှာရေပေါင်မှုရာခိုင်နှုန်းကလေ95ရာခိုင်နှုန်းလောက်ထိရှိတယ်ဗျာအဲဆိုတော့ကျွန်တော်တို့ဒီရေထည့်ဖို့မလိုပါဘူးဗျာအားလုံးပြီးသွားရင်တော့တင်လဲရေသမားသွားအောင်ဒီငပြောပင်စီလေးတွေကိုမှုေးပေးလိုက်ရပါမယ်ဗျပြီးတော့ဘောနဲ့ငပြောရလေးပုံပြီးတော့ဒီပြန်အုပ်ထားပါတယ်ဗျလေလေးနည်းနည်းလေးတားကြီးတော့မတော့ပါဗျလေလေးနည်းနည်းတော့လေးလေးနည်းနည်းဝင်အောင်လုပ်ထားပါတယ်ဒီကျွန်တော်တို့ဒီဘယ်လိုကောမလဲအရှင်ပေါက်ခြင်းဖြစ်စင်မှာဒီလိုပါတယ်ဗျဒီငပြောအရှင်ပေါက်ရေ FPD ကကျွန်တော်တို့ဒီသူ့မှာ P နဲ့ K နဲ့တော့ပုံများများပါပါတယ်ဗျပန်းပွင့်မှုအတွက်အထောက်အကူဖြစ်မှာပါ